လူတိုင်းကအိမ်ပိုင်ခြင်းနဲ့ဆန္ဒပြီးတဲ့အခါကျရင်ဖះเจ้าတော်ကိုခဏခဏပူဇော်ခြင်းကြတာပါဒါကလူတိုင်းရဲ့ဆန္ဒဖြစ်မယ်လို့ယူဆပါတယ်ရှင်ဒီနေ့မှာတော့ဝယ်သူတယောက်ရဲ့ဆန္ဒကိုဖော်ကျူးခွင့်ရခဲ့ပါတယ်နော်အိမ်ထိသွားဖို့ပြီးတက်ဆင်ပေးဖို့ရောက်ပါပြီရှင်လေကားကတင်မရတဲ့အခါကျတော့ render ကနေကြိုးဆွဲပြီးတော့တင်ရပါပြီပေါ့နော်တလားကြိုတင်ပြီးတော့ order အပ်ထားတာလေးပါ order မအပ်ခင်မှာတိုင်မင်နဲ့လိုချင်တဲ့ပုံစံကို order အပ်တယ်အကျန်းနေပြီးတဲ့အခါကျတော့ဝယ်သူကိုဗီဒီယိုကောနဲ့ပြပေးတယ်စစ်ကင်စင်မှာလည်းပြပေးရဲဒါကြောင့်ဝယ်သူကစိတ်တိုင်းကြပါတယ်ရှင်ဒီလိုမျိုး render ကနေဆွဲမတင်ရင်ဘူးဆိုလို့ရှိရင်တော့လုံးခွဲလုပ်လို့ရပါတယ်ရှင်လုံးခွဲဆိုလို့ရှိရင်တော့ဈေးလေးနဲ့ပို့ပါတယ်မီလုံးလေးတက်ဆင်နေပါပြီဝယ်သူစိတ်တိုင်းကြလို့ကျေးဇူးပါရှင်လူကြီးမင်းတို့လည်းဒီလိုမျိုး order မှာယူလို့ရပါတယ်ရှင်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဆိုင်ကိုရောက်လာခဲ့